လေဘလောက် မေဒီနေ့ဘလောက်တောင်ပြောနေလဲမေ ပြောနေတယ်ဆိုတာဒီကြမှာဒီပွဲတွေကိုရန်ကုန်မှာတော့သွားလေဒီအခုလည်းအသက်ကလည်းကြည်လာပြီဒီမှာတဲ့ပွဲမှာသွားကြတယ်လည်းကြမ်းတယ်ဒါလည်းငါလည်းပွဲပြအားပေးသွားမယ်ဆိုတော့လိုက်လာတာဘာလို့သားတွေတမီးအခုဒီနေ့တွေ့ရတယ်အမေရဲ့လို့မထင်ပါဘူးအဲဆိုအသက်60နဲ့9နှစ်ရှိတော့ပညာမလုပ်တာလည်း10နှစ်ကျော်ရှိတယ်အဲ့ဒါမှဘုရားတရားနာပြီးအခုလာပြီးတော့ဒီလိုစုရတယ်ဆိုပြီးတော့လူကြီးတွေကပြောတာနဲ့အခုသားတွေတပည့်တွေတွေ့ရတယ်အမေစလုပ်ခဲ့တယ်လုပ်ပြီးလို့ပြောရတယ်ဘုရားတရားတန်ခါမိဘဆိုတာလုံးဝမမေ့ပါဘူးအဲကျမတို့ဘုရားမရှိဘူးဘုရားကျွေးတယ်ဘုရားပေးတယ်ပြီးတယ်ဆရာသမားတွေကျွေးလို့သမင်းစားရတာဝပါတယ်လို့ပြောခြင်းဆရာသမားတွေဒီဆရာတော့ဒီမျိုးဒီဟာလေးဒီလိုဟိုလေးလို့ကိုဆရာအတ္တမှန်တယ်ဆရာပေါင်းဆိုရင်သင်တဲ့ပညာကိုလုတ်ကင်ပြီးတော့သရုပ်ဆောင်ခဲ့လို့ပြည်သူလူကကြိုက်လို့အခုလိုအမေစွတ်ရတဲ့အထိဖြစ်သွားတာပါကိုကောင်းလို့ပေါ့ဆရာသမားဆိုတော့ဒါတွေတမီးအားလုံးဆရာသမားအခုအနုပညာတွေချစ်ဆရာတွေအားလုံးသားတို့တမီးပေါ့ပညာဦးနော်ဆရာသမားသင်တာကိုမဲ့ကရွေ့တာမင်းလည်းမထင်လိုက်ပါနဲ့ဆရာသမားတွေကတက်တက်မလို့တက်တက်နဲ့ကောင်းစေချင်ပြောတာပါအဲ့တော့ဆရာသမားပြောတဲ့စကားတွေနားကြအောင်အခုလိုပြရပွားလို့ပညာတွေသူတွေရှုသူညနဲ့သူရကြပါစေအကယ်ဒမီတွေရကြပါစေသူတောင်းပါလေမေတ္တာပို့ပါလေ အမေပါပေါ်မှာနှခမ်းနဲ့ယာယီအဝါဘသူပေးလိုက်တာလေ အမေပါ မေဘယ်လိုခံပေးလိုက်တာလဲလို့ဆိုရပြီ အဘွားပြုတ်ပြလိုက်တာလူနန်းလိုက်တာလဲမေ သူနန်း မေ လိုက် ပါ တာ လဲလေ မသိဘူးအမေကိုချစ်လို့ပဲနေကြပါအားလုံးပဲရှိတယ် ကဲတကယ်ချင်းတဲ့ Andy baby ကလည်းရားစီကျင်တာနော် ရှက်သွားတာ စေဘဲနဲ့ဝေလို့မေ စစ်ပိုင်းပန်းတွေလည်းဝေလို့မတက်ခတ်လည်းမေ ဝါယူတဲ့90နဲ့က95 ဒီရွယ်ထိနှောက်နေရလေးမေ အဲ့ကြောင့်စိတ်တွေလျှော့ပြီအခုလိုဆိုဒီလိုလာဒီကားမှာပွဲကြီးဒီမှာမလာဘူးရန်ကုန်မှာလည်းမပြတ်နိုင်တယ်အဲ့လိုဒီကားတော့ရောက်ပြီးလိုက်သွားအောင်လိုက်လာတာအခုဒီ surprise ပဲအခုဘုရားတွေကဒီကြမှာလူကြီးတွေပြောဆိုအမေဆိုပြီးတော့ဒီပါမေရတော့မှအခုဟိုမှာရတဲ့ပုံလေးပြတော့ဟောဒီပုံလေးကြည့်ပါဦးသူတို့ဆိုတော့ငါမရှိတော့မကောင်းလိုက်တာတော့ ဝေးကြီးတာဝတ်စုံလေးရ အဲ့လိုပဲကြည့်ကြအဲ့ ဒီ လို နေ့ဝတ်စုံလေးရလာနေတယ်စစ်ပေးလိုက် အဲ့ဒါတွေအခုကြည့်တော့အဲဒီကားမှလည်းကြည့်ဟောတော့ဟိုကားတော့အမေမဝင်ဘူးဒါတော့မှကြိုက်တယ်မကရတယ်ဒီဘုံရွှေကြီးမကရတယ်ကျေးဇူးတင်ပါတယ်သားလေးအမေပြောရင်သားလေးတမီးအားလုံးအလုံးနေတော့ပါလေချစ်ချစ်ခင်ခင်ကြီးနေနာနဲ့ဆရာသမားပြောတဲ့တကောနားထားပါလို့ပြောကိုဘလို့တဲ့ကောင်ကဒီအကြီးဒီပဲသူတို့ပြောတယ်တတ်တူပြောလို့အကုန်သားလို့နားထားပါလားပညာတိုးပဲကြီးဝတ်မှာပါမိဘတွေကိုလူကျူပါဘုရားတရားမမေ့ပါနဲ့ဘယ်လူမျိုးပေါင်းအများကြီးရှိတယ်လေကိုကိုးတယ်ပါကိုကိုးတယ်ပါလည်းလေးစားပါလို့ပြောချင်ပါတယ်